ဒီနေ့ပွဲမှာကျွန်တော်စိတ်ဝင်စားစရာတစ်ခုရှိတာကပေါ့နော်စိတ်ဝင်စားစရာတစ်ခုရှိတာဒါ Chelsea အသင်းအနေနဲ့ဒုတိယအသင်းကောင်းဆောင်ဖြစ်တဲ့ Enzo Fernandez ကိုဒါနှစ်ပွဲပဲပေါ့နော်ပွဲပဲထားတဲ့အခြေအနေကနေဒီနေ့ဒီဘက်မှာလွတ်မြောက်ပြီပေါ့နော်ဒီနေ့ United နဲ့ပွဲမှာပါဝင်လာနိုင်မယ်ပေါ့နော်အဲ့တော့ပါဝင်လာနိုင်မယ်ကတော့ဟုတ်တယ်ဒါပေမဲ့ဒါရိုစညာနီနဲ့ဒီ United လို့ဒါပွဲကြီးပွဲကောင်းအခြေအနေမှာဒီကစားသမားတွေကြားမှာပြဿနာဖြစ်ခဲ့တဲ့ကစားသမားတွေပေါ့နော် PSG နဲ့ပွဲကပေါ့နော်ကိုသမားဂျော်ဂျင်ဆန်အနေနဲ့ဒါသူ့ရဲ့အမှားကနေပြီးတော့ဒီလိုမျိုးဂိုးတွေပေးလိုက်ရတာကတဆင်ပေါ့နော်ဒီခေါင်းဆောင်အနေနဲ့ဒီလိုမျိုးဒီဂျော်ဂျင်ဆန်ပေါ်ဒါပြောဆိုမှုတွေဒီအုံအောက်ခဲ့ရနဲ့ပတ်သက်ပြီးတော့အတင်းသားတွေအနေနဲ့လေဒီကအတင်းကောင်းဆောင်တယောက်အနေနဲ့ဒီလိုမျိုးဟိုပြောဆိုတာကမတင်တော်ဘူးဆိုတဲ့အခြေအနေပေါ့နော်ဒီတစ်ခုကဒီအတင်းရဲ့ရလက်တွေဆွေးရနေတဲ့အခြေအနေဒါဝေလေကန်အတွင်းမှာပြဿနာတွေဖြစ်နေတဲ့အချိန်မှာသူ့အနေနဲ့ Real Madrid ကိုတွားကျင်တယ်ဆိုတော့ဒီအရေးရောင်ကြီးပြောခဲ့တယ်ပေါ့နော် Real Madrid မျိုးကြီးကိုသူကြိုက်တဲ့အကြောင်းချစ်တဲ့အကြောင်းဒါဒီလိုမျိုးတွေဒါ Real Madrid နဲ့ပတ်သက်ပြီးတော့အရေးမှုတွေပြောတဲ့အခြေအနေမှာပြဿနာတွေဖြစ်ခဲ့ပြီးတော့အတင်းနဲ့ကစားသမားကြားမှာပြဿနာတွေဖြစ်ခဲ့တယ်ဒါနောက်တစ်ခုက fan တွေပိတ်သက်တွေအနေနဲ့လည်းဒီမှာ Enzo Fernandez ကိုနည်းနည်းလေးအမြင် Chelsea ပိတ်သက်တွေနဲ့အမြင်ဆောင်းခဲ့တဲ့ပိုင်းတွေလည်းရှိရဗျာဆိုတော့ဒီနေ့ပွဲမှာEnzo Fernandez အနေနဲ့ပြန်ပါဝင်လာနိုင်ပြီပေါ့နော်။ဒါပေမဲ့ရိုစင်ညာအနေနဲ့ဒီချက်ချင်းကြီးပွဲထဲမှာထည့်ပြီးတော့ကန်ခိုင်းပါလား။အဲ့တော့အသင်းကောင်းဆောင်လက်ပတ်ကြီးကိုပေးပတ်ပြီးတော့ဒါအသင်းသားတွေကိုထပ်မံပြီးတော့ဥဆောင်ခိုင်းပါလားဆိုတာကတော့ဒါစိတ်ဝင်စားတာဖြစ်တယ်။ဆိုတော့နောက်တစ်ခုကကျွန်တော်တို့တောက်လျှောက်ပေါ့နော်ဒီယာဒီဒါပြီးခဲ့တဲ့ယာဒီရှေးယာဒီတွေမှာဆိုရင်ဒါခိုဘာမာအနေနဲ့ဒီခိုဘာမာ FC လို့တောင်ခေါ်လောက်ရအောင်ဒါခိုဘာမာရဲ့ဒီချက်သီးအသင်းပေါ်ဒီကစားပေးနိုင်မှုတွေချက်ကြီးအသင်းပေါ်ဒါသူ့ရဲ့ကစားမှုက effective ဖြစ်မှုတွေကိုမြင်ခဲ့ရတယ်ချက်သီးအသင်းကိုသူဒါထမ်းတင်ပေးခဲ့တယ်ပေါ့ဒါပေမဲ့ဒီခိုဘာမာအနေနဲ့ဒီမနစ်ကကလပ်ဝေါ်ကပ်ပွဲမှာဒီ injury ဖြစ်ပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့အကောင်းဆုံးဒါပြီးခဲ့တဲ့ယာဒီတွေကသူ့ခြေစွမ်းပြခဲ့တဲ့သူရဲ့အကောင်းဆုံးပုံစံကိုရရှိဖို့အတွက်ရုန်းကန်နေရတယ်ပေါ့နော်ဒီအင်္ဂလန်အသင်းမှာပဲဖြစ်ဖြစ်ကျွန်တော်ပြီးခဲ့တဲ့ City နဲ့ပွဲမှာပဲကြည့်ပေါ့နော်ဒီခိုဘာမာအနေနဲ့ပွဲစဉ်တိုင်းမှာပေါ့နော်အနည်းငယ်ရုန်းကန်နေရတာကိုကျွန်တော်မြင်ရတယ်ပေါ့အဲ့တော့ပြောချင်တာတခုကဒီ Chelsea အသင်းအနေနဲ့ဒီအဖက်ကဒီကစားသမားတွေဒီလိုမျိုးပြဿနာတွေ injury တွေဖြစ်နေတဲ့အချိန်မှာခိုဘာမာအနေနဲ့ဒီနေ့ပွဲမှာရောဘယ်လောက်ထိသူ့ရဲ့ခြေစွမ်းမှန်ကိုပြန်ရအောင်စွမ်းဆောင်နိုင်မလားကျွန်တော်တို့ခိုဘာမာကိုတစ်ချက်ဆောင်ကြည့်ရမယ်ဒါရိုစင်ညာရဲ့ Chelsea အသင်းအနေနဲ့နောက်ဆုံး9ပွဲမှာဒီတပွဲပဲအနိုင်ရရှိထားတယ်ဗျာအဲ့ဒီပွဲကလည်း pop bay ပေါ့နော်ဒီလိုမျိုးတင်းတင်းနဲ့ကစားခဲ့ရတယ်ဗျာဒါကစားခဲ့ရပြီဒါအိမ်ကုန်းမှာ 7C ဆိုရရလန်ကြီးနဲ့ရလန်နဲ့တော့ဒါမျိုးသူတို့ဆွမ်းဆောင်ထားနိုင်ခဲ့တယ်ဆိုပေမဲ့ဒါ Premier League Champion League ပေါ့နော်ထွက်ခါခဲ့ရတဲ့ Champion League တို့ပွဲတွေမှာဆိုရင်သူတို့အနေနဲ့ဒါနောက်ဆုံးမှာဒီအဲ့ဒီဟိုဂိုးတောင်မှပဲပြန်မသွင်းနိုင်တဲ့ဒါတိုက်စစ်ကအချင်းကြီးကိုတော့မြင်တွေ့ခဲ့ရတယ်အဲ့တော့ပြောချင်တာက Chelsea တင်းနေနဲ့ဒီနေ့ပွဲမှာကစားသမားအဓိကကစားသမားတွေမပါဝင်လာနိုင်မှုနောက်တစ်ခုဒီခိုဘာမာလိုကစားသမားမျိုးကဒီခြေစွမ်းသူ့ရဲ့အရင်ခြေစွမ်းရဖို့ရုန်းကန်နေရမှုတွေကစားသမားနဲ့ကစားသမားတွေကြားမှာအချင်းချင်းအဝေးလဲခန်းတွန်းကဒါစီလုံးညီညွတ်မှုတွေပြပြားနေတာတွေကဒါ United နဲ့ပွဲမှာရောeffective ဖြစ်လာမလားဒါမှမဟုတ်ရင်ရလက်ဒီကောင်းနေလောက်ပြနိုင်အောင်မလားဆိုတာကတော့ဒါတော့ကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့တစ်ဖက်ကကျွန်တော်တို့ United အသင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းဒါကိုအသင်းနေနေပေါ့နော်ရလက်တွေကတော့မတည်ငြိမ်နေဘူးဟိုရလက်တွေကတော့တည့်တဲ့အတိုင်းပဲstable ဖြစ်ဖို့ကတော့ရုန်းကန်နေရတဲ့ဖြစ်တယ်ပေါ့နော်ဒီ Michael Carrick အနေနဲ့ဒါရှေ့ပွဲတွေမှာပေါ့နော်ရှေ့ပွဲတွေမှာတော့ဒီရလက်လေးကောင်းမွန်နေတယ်ဖြစ်တယ်ဆိုပေမဲ့ဒီ Leeds United ကိုလည်းရှုံးနေခဲ့တယ်ဒါနောက်ဆုံးရလက်ဒါ၄ပွဲမှာဆိုရင်လည်းကျွန်တော်တပွဲပဲနိုင်ထားတယ်နှစ်ပွဲရှုံးတပွဲသိရဒါတပွဲနိုင်ဆိုပြီးတော့ရလက်နဲ့တူဒီလိုမျိုးရက်တည်နေတယ်။အော်ဒီနှစ်သင်းတွေ့အတွေ့မှာဘာတွေကပြောင်းလဲဖြစ်သွားမလဲ။ဘယ်ဟာတွေကဒါပွဲကို changes ဖြစ်သွားမလဲဆိုတာဒါကျွန်တော်အနေနဲ့သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ဗောနော်။ဒီ Chelsea အသင်းအနေနဲ့ဒါသူတို့ရဲ့အဓိကသမားတွေမပါဝင်လာနိုင်မှုတွေကစားသမားချို့ဒါခြေစွမ်းပြဖို့ရုန်းကန်နေရမှုတွေ Chelsea အသင်းရဲ့တိုက်စစ်ကဒါနောက်ပိုင်းပွဲတွေမှာဆိုရင်ဂိုးရဖို့ရုန်းကန်လာရမှုတွေဒါအသင်းသားတွေကဒီဝေလေကန်တို့မှာစီလုံးပြပြမှုတွေယိုနေနေရတယ်။နောက်တစ်ခုကပေါ့နော်ရိုစင်ညာနီနဲ့သူ့ရဲ့ကစားပုံကဦးစားပေးပြီးတော့ highlight တင်ဆော့မှုတွေကတစ်ဖက်က United ကျွန်တော်တို့ United လိုမျိုးဒါတံပြန်ကောင်းတဲ့အသင်းဒါ Midblock နဲ့ဆော့ပြီးတော့တံပြန်ကောင်းတဲ့အသင်းဒါ Bruno Fernandes လို့ဒီလိုမျိုးဒီ quick transition တွေမှာဒီဒါဖန်တီးပေးနိုင်တဲ့ကစားသမားကွင်းလေကစားသမားခေါင်းတစ်ယောက်ရှိနေတဲ့အပိုင်းတွေပေါ့နော်ဒီလိုမျိုးတွေတစ်ချက်ပြန်ကြည့်ရမယ်ဆိုရင်တော့
Chelsea တင်းထက်ဆိုင် United ကရလက်ကောင်းဖို့အတွက်အခြေအနေတွေရှိနေရတော့မြင်တွေ့ရတယ်ကျွန်တော် United တင်းကလေနေနေရလေပေါ့နော်တခုကဒီ defensive ပေါ့နော်ဒီခံစစ်အနေနဲ့ကဒီရှေ့ပွဲမှာ Martinez ကဒါအနီကထိပြီးတော့ထွက်ခွာဒါပွဲပြစ်ဒဏ်ကြခံနေရတဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲမှာပါဝင်လာနိုင်မှာမဟုတ်ဘူးဒီ Harry Maguire ကလည်းပါဝင်လာနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဆိုတော့တောက်လျှောက်ပေါ့နော်ဒီ Michael Carrick လက်ထက်မှာတောက်လျှောက်ရလက်တွေကောင်းပြီးရလက်ကောင်းတွေယူလာခဲ့တဲ့ဒီခံစစ်အတွဲကဒီနေ့ Chelsea လိုမျိုးအသင်းကြီးနဲ့တွေ့ရမယ်ပွဲကြီးပွဲကောင်းတွေမှာမပါဝင်လာနိုင်မှုက United ခံစစ်တော်တော်ကြီးစိုးရင်ကြတစ်ခုဖြစ်တယ်တစ်ဖက်က Chelsea တင်းတာအခွင့်အရေးသုံးချနိုင်ပြီးတော့ဒီလိုမျိုးခံစစ်အားယုံနေမှုတွေကဒါအဖြစ်ဖြစ်သွားနိုင်တယ်ပေါ့နော် United ပိတ်သက်တယောက်အနေနဲ့ကတော့ဒီနေ့ပွဲကိုတော့ဒါ Chelsea နဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်အသင်းကြီး Chelsea တို့အသင်းကြီးနဲ့ဖြစ်တဲ့ကြောင့်မလို့အများကြီးတော့မျှော်လင့်လို့မရဘူးဒါပေမဲ့အမှတ်တော့ရောမယ်လို့တော့မထင်ဘူးကျွန်တော်တို့ United တင်းနေနဲ့ဒါအနိုင်ရလက်သို့မဟုတ်တည်ရလက်ကိုတော့ရယူနိုင်မယ်လို့တော့ထင်တယ်ဆိုတော့ကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်